တနေ့ကိုပုံစံ၃မျိုးပြောင်းပြီးလှတဲ့မင်းသမီးလေးချစ်ကြီးတလောက်စိတ်မှန်ကြီးတဲ့မင်းသမီးလေးခုံးချောစကားဆိုတဲ့သူတွေကိုမုန်းတဲ့မင်းသမီးလေးမင်္ဂလာပါရှင်ကျမတို့ရဲ့ Talking Molly Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပထမဆုံးတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ပြည်မျိုးရဲ့နာမည်ကျော်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရာဇဝင်ထဲမှာလူပြောများပြီးချစ်ခင်တနာဖွယ်ရာဖြစ်ရတဲ့နေ့ပြည့်နှက်နေတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပူပါတယ်အဲ့ဒီမင်းသမီးလေးကတော့တောင်ညိုဘရင်ရဲ့နှမငယ်ရှင်စောဖြူထိတ်တာလို့အမည်ရတဲ့သုံးမှန်လှမင်းသမီးလေးပဲဖြစ်ပါတယ်။သုံးမှန်လှမင်းသမီးလေးလို့ခေါ်တင်ရတဲ့အကြောင်းကတော့မင်းသမီးလေးဟာမနက်ခင်းဆိုရင်ရွှေရောင်အစင်းနဲ့ဝင်းဝါလှပတဲ့အသွင်ဆောင်ပြီးနေ့လည်ခင်းမှာတော့ပွင့်လန်းနေတဲ့ပန်းမွင့်လေးလိုဖူးပွင့်လှပတဲ့အသွင်ဆောင်ပါတယ်။ညနေခင်းမှာတော့ကိုရောင်ကိုဝါတောက်ပါပြီးလင်းလက်တဲ့အသွင်ဆောင်တဲ့အတွက်သုံးမှန်လှမင်းသမီးလေးလို့ခေါ်ဆိုကြပါတဲ့။သုံးမှန်လှမင်းသမီးလေးကိုစိတ်ဝင်စားရတဲ့အကြောင်းကတော့ယနေ့တစ်တိုင်းတည်ရှိနေတဲ့တရေခေတ္တရာမျိုးဟောင်းတွေကရှေးအောင်မော်စာရည်ကျင်းမှုနေမြေထဲမှာအထင်ကြီးတည်ရှိနေတဲ့လက်သေးရေကန်ကြီးနဲ့သုံးမှန်လှမင်းသမီးလေးတို့ရဲ့နန်းနန်းကြောင့်ပဲဖြစ်ပါတယ်။ပြည်မြို့ကိုရောက်ခဲ့မယ်ဆိုရင်တရေခေတ္တရာမျိုးဟောင်းကိုမဖြစ်မနေတော့ရောက်လေလာဖို့တိုက်တွန်းကြပါတယ်။တရေခေတ္တရာမျိုးဟောင်းတွေကတမိုင်းရင်ကျင်းမှုအမွေနှစ်တွေနဲ့ပြည့်နှက်နေတဲ့မော်စာနေမြေထဲမှာစိတ်ဝင်စားစရာကောင်းတဲ့သုံးမှန်လှမင်းသမီးလေးရဲ့ဇာတ်လမ်းလေးစတင်ခဲ့တာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့18ရာစုလောက်ကတရေခေတ္တရာပြည်မှာဖုံးတကိုးကြီးမားတဲ့ဒုတပောင်မင်းကြီးထီနန်းဆိုးဆန်အုပ်ချုပ်လျက်ရှိပါတယ်။အဲ့ဒီအချိန်တုန်းကတရေခေတ္တရာပြည်ရဲ့အနီးနားမှာရှိတဲ့တိုင်းပြည်ငယ်လေးတွေကတောင်ညိုဘရင်မှာအရန်ကိုချောမောလှပတဲ့နှမငယ်မင်းသမီးလေးတစ်ပါးရှိပါတဲ့။အဲ့ဒီမင်းသမီးလေးကတော့ရှေစောဖြူထိတ်တာလို့ခေါ်တဲ့သုံးမှန်လှမင်းသမီးလေးပဲဖြစ်ပါတယ်။ဒီနေရာမှာတမိုင်းမွန်ခွဲလေးနှစ်ခုရှိပါတယ်။တစ်ခုကတော့တောင်ညိုဘရင်ဟာဒုတပောင်မင်းကြီးကိုချစ်ကြည်ရေးအရာရှေစောဖြူထိတ်တာလေးကိုဆက်တာခဲ့တယ်လို့ဆိုတာနဲ့ဒုတပောင်မင်းကြီးနဲ့တောင်ညိုဘရင်တို့ကြက်တိုက်ကစားတဲ့အခါမှာတောင်ညိုဘရင်ကရှုံးနေတဲ့အတွက်လောင်ကြီးအနေနဲ့မင်းသမီးလေးကိုလက်ဆောင်ပနာအနေနဲ့ဆက်တာရဲဆိုတဲ့နှစ်ချက်ပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မင်းသမီးလေးကိုဆက်တာခဲ့ခြင်းကြောင့်ဒီကြေကွဲပွဲဇလန်းလေးဖြစ်ပေါ်လာခဲ့ပါတယ်။တောင်ညိုဘရင်ဟာနှမတော်ရှင်စောဖြူထိတ်တာလေးကိုအဆောင်ရောင်လက်ဆောင်ပနာများနဲ့တကွာပြည်မြို့ကိုဆေးလွတ်ခဲ့ပါတယ်။ရှင်စောဖြူထိတ်တာလေးကလည်းဒုတပောင်မင်းကြီးကိုချစ်ခင်ရင်းဆွဲရှိတာကြောင့်ကြည်ကြည်ပြူပြူပဲလက်ခံခဲ့ပါတယ်။ဒုတပောင်မင်းကြီးကလည်းမင်းသမီးလေးရဲ့အလှကုန်သတင်းကိုကြိုတင်ကြားသိထားပြီးဖြစ်တဲ့အတွက်မင်းသမီးလေးရောက်လာမယ့်အချိန်ကိုစောင့်မျှော်ရင်းဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ဒီလိုနဲ့အဆဆရရစင်ပြင်းနေတဲ့သူတို့နှစ်ဦးကြားကိုမမျှော်လင့်ထားတဲ့ကံကြမ္မာဆိုးတစ်ခုကဝင်ရောက်လာခဲ့ပါတယ်။မင်းသမီးလေးရဲ့အလှကိုမနာလိုမရှုစိတ်ကြတာကတကြောင်ဒုတပောင်မင်းကြီးကမင်းသမီးလေးကိုပိုချစ်သွားမှာမလိုလားတာကတကြောင်ကြောင့်ဒုတပောင်မင်းကြီးရဲ့မိဖုရားတွေကမင်းသမီးလေးရဲ့ခရီးတစ်လျှောက်သတင်းကိုပို့တာရတဲ့မူးမှတ်တွေကိုလက်ထုံးငွေများပေးပြီးမင်းကြီးကိုမမကန်ခုံးချောလျှောက်တင်ခိုင်းကြပါတယ်။လက်ဝင်ရယူထားတဲ့မူးမှတ်တွေကလည်းမင်းသမီးလေးဟာစုံကိုဝေတက်များတက်မြောက်သူဖြစ်ပြီးအကြီးတန်းအယုတ်ဆိုးတဲ့သူ့ရဲ့ကြောက်စရာမူလတင်မြင်ဟာတနေ့ကို3ချိန်ပေါ်ပေါက်လာကြောင်းမကန်လျှောက်တင်ပေးကြပါတယ်။မင်းသမီးလေးနန်းတော်ကိုဝင်တဲ့အခါမှာသူစီးလာတဲ့စင်တော်ကိုဘေးနှစ်ဖက်ကစင်တစည်းစီကားပြီးစင်သုံးစီးပြူတစ်ခါတည်းဝင်ခိုင်းပါတဲ့ပြီးတော့မူးမက်တွေကဒုတပောင်မင်းကြီးကိုသုံးမှန်လှမင်းသမီးလေးဟာတကားနဲ့မဆက်နဲ့ကိုလုံးနဲ့အမျိုးသမီးဖြစ်ကြောင်းလိမ်လည်လျှောက်တင်ကြပါတယ်ဝိုင်းဝန်းကုန်းချုံမှုများကြောင့်ဘရင်ကြီးကလည်းအယုံလွယ်သွားပြီးမင်းသမီးလေးကိုနန်းတော်ရဲ့အဝင်မခံမင်းမောင်းထုတ်ခဲ့ပါတယ်မင်းသမီးလေးကအရန်ကိုရှက်သွားပြီးမူလတိုင်းပြည်ရှိရာကိုအရှက်တကွဲအကျိုးနဲ့စွာပြန်ရတော့တာပေါ့မော်စာမြို့အနားကိုရောက်မှမင်းသမီးလေးဟာဝမ်းနဲ့ကြေကွဲပြီးနှလုံးကွဲကြေကတိတ်ဆုံးနေရပါတယ်မင်းသမီးလေးရဲ့ရုံလောင်းကိုမြုပ်နှံခဲ့တဲ့ရွာကိုတော့ကိုကြီးမြုပ်ရွာလို့အမည်ပေးပြီးယနေ့ထက်တိုင်တည်ရှိနေစေဖြစ်ပါတယ်သူမမကွဲလို့ခင်ဒုတပောင်မင်းကြီးစီကပြန်လာတဲ့လမ်းတစ်လျှောက်မှာရှက်ရွတ်သိငယ်စိတ်တွေနဲ့တကယ်ပဲအယုံဆိုးကြီးတယ်နေသလားဆိုရဲမသိငါစိတ်နဲ့မြေကြီးကိုလက်သိမ်းနဲ့တူးချစ်ပြီးရေထွက်အောင်ပြုတ်လောက်ကသူမရဲ့ရုပ်ရည်ကိုပြန်ကြည့်ခဲ့ပါတယ်အဲ့ဒီနေရာကတော့ခုမြင်တွေ့နေရတဲ့လက်သေးရေကန်ပဲဖြစ်ပါတယ်ဒုတပောင်မင်းကြီးဟာအကြောင်းစုံကိုသိရှိပြီးသူ့အမှားကိုဝန်ခံမှုအတွက်မင်းသမီးလေးနောက်ကိုလိုက်တဲ့အခါမင်းသမီးလေးရဲ့ရုံနောင်းကိုသာတွေ့ရှိရပါတော့တယ်အဲ့ဒီအခါမှာဘရင်ကြီးဟာအယံကိုဝမ်းနဲ့ကြေကွဲသွားရပါတယ်။ဒါကြောင့်ဒုတပောင်မင်းကြီးဟာမင်းသမီးလေးရဲ့ကိုယ်လေးချိန်နဲ့ညီမျှတဲ့ရွှေရုပ်ထုကိုထုလုပ်စီပြီးရွှေတလားကိုထည့်ကမြုပ်နှံစေခဲ့ပါတယ်။လိန်လင်လျှောက်တင်ခဲ့တဲ့အမက်ကြီးလေးယောက်ကိုလည်းကွက်မြက်ခါကျိန်စာတိုက်ပြီးမင်းသမီးလေးနဲ့အတူတပါးရင်းမြုပ်နှံခဲ့ပါတယ်။လက်သေးရှိကန်ကတော့မင်းသမီးလေးကကုတ်ချစ်အမတ်သားပြုတ်ရေးထွက်စေခဲ့တဲ့နေရာကိုဒုတပောင်မင်းကြီးကကြာမျိုး၅ပါးနဲ့တင့်တယ်တဲ့ရှိကန်ဖြစ်အောင်တူးဖော်စေခဲ့တယ်လို့ဆိုကြပါတယ်။
သုံးမှန်လာမင်းသမီးလေးဟာလိန်လေခေါင်းချောစကားဆိုသူတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်လို့လိန်လေပြီးခေါင်းစကားပြောသူတွေကိုအလွန်မဲယွန်ရှာမုန်းကြည့်ပါတယ်။သုံးမှန်လာမင်းသမီးလေးဟာငယ်ရွယ်လူပြိုစင်မှာပဲအသက်ဆုံးရှုံးခဲ့ရတာဖြစ်တဲ့အတွက်နှစိမ့်ဘွားကိုရောက်သွားတဲ့အခါမှာသူမကိုမေတော်လို့ခေါ်တာကိုမနှစ်သက်ပဲအမတော်လို့ခေါ်တာကိုသာနှစ်သက်တယ်လို့လည်းသိရှိခဲ့ရပါတယ်။နှစ်စဉ်ဝါဆိုလာပြည့်နေမတိုင်ခင်မှာသုံးမှန်လာမင်းသမီးလေးကိုရည်စူးပြီးပူဇော်ပတ်တာတဲ့ရိုးရာရင်ကျင်းမှုဒလိပွဲကိုလည်းကျင်းပလေးရှိကြပါတယ်။ဒီလိုကျင်းပခြင်းအပြင်မိုးလေဝသကောင်းပြီးတိနှံအထွက်တိုးအောင်မင်းသမီးလေးကမဆပေးတယ်လို့ယုံကြည်ကြပါတယ်။မင်းသမီးလေးရဲ့လက်ရှိနန်းနန်းတည်ရှိရာနေရာကတော့အိမ်မက်အရာတည်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းသမီးလေးရဲ့လက်သေးရှည်ခံကိုအစွဲပြုပြီးအခုလက်ရှိကျောင်းတိုက်ကိုလည်းလက်သေးရှည်ခံကျောင်းတိုက်လို့ခေါ်ဆိုခဲ့ကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အရာကတော့မော်စာရှိဟောင်းရင်ကျင်းမှုနေမြေတွေကကျောင်းတိုက်အဟောင်းကြီးပဲဖြစ်ပါတယ်။အဲဒီကျောင်းတိုက်ကိုတချို့ကသုံးမှန်လာကျောင်းတိုက်လို့ခေါ်ကြပေမဲ့တကယ်တော့ဒီကျောင်းတိုက်ကြီးဟာကိုလိုနီခေတ်ဦးမှာတည်ဆောက်ခဲ့တာဖြစ်လို့သုံးမှန်လာမင်းသမီးလေးနဲ့အဆက်ဆက်မရှိပါဘူး။ရှင်မာရထတာရာသတင်းသုံးခဲ့တဲ့ကျောင်းတိုက်ဖြစ်လို့ရှင်မာရထတာရာကျောင်းတိုက်လို့တချို့ကခေါ်ဝေါ်ကြပါတယ်။ဘလို့ပဲဆိုဆိုဒီကျောင်းတိုက်ကြီးရဲ့ရှေးဟောင်းပိတုကလက်ရာတွေကအမကန်လှပလွန်လာပါတယ်။အိုဟောင်းနေတဲ့ဒီကျောင်းတိုက်ကြီးဟာခြုံတွေပေါက်ရောက်နေပေမဲ့ဟိုးတစ်ချိန်ကခန့်ညားလှပခဲ့တာကိုဖုံးကွယ်ထားလို့မရခဲ့ပါဘူး။ဝမ်းနည်းစရာကောင်းတာကပြီးခဲ့တဲ့မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်ကျောင်းတိုက်ကြီးရဲ့အရှိပိုင်းဟာပြိုကျသွားခဲ့ရပါတယ်။ရှေးဟောင်းလက်ရာတွေပျက်စီးခဲ့တာကြောင့်အလွန်ဝမ်းနည်းဖို့ကောင်းလာပါတယ်။သုံးမှန်လာမင်းသမီးလေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့ခိုင်လုံတဲ့အထောက်အထားတစုံတရာမတွေ့ရှိရတဲ့အတွက်ပါဇက်ပြောဒနာကြီးတပုတ်အဖြစ်သာလူသိများလာပါတယ်။မော်စာရှင်းအောင်ရည်ကျင်းမှုနယ်မြေတွေကသုံးမှန်လာမင်းသမီးလေးရဲ့ဝိညာဉ်ခွာအောင်နေတယ်လို့ယုံကြည်ကြတဲ့နတ်ကုန်းပိတ်မန်ရဲ့ရှင်းအောင်လက်ရာများနဲ့ရှုံဆုံးတဲ့ဒီကျောင်းတိုက်ကြီးရဲ့ကတော့ပြည်မြို့ကိုရောက်ခဲ့ရင်မဖြစ်မနေဝင်ရောက်လေ့လာကြည့်ရှုတဲ့နေရာတစ်ခုဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။မြမရာဇဝင်တွေထဲမှာတစ္ဆာတရားကြီးမားပြီးဖုံးကံမြင်မာတဲ့မင်းသမီးတွေအကြောင်းကျမတို့ရဲ့ Documentary Channel လေးကနေစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားရဆိုရင် Like and Subscribe လေးလုပ်ထားကြဖို့တောင်းဆိုလိုက်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။